ရိုမာကစားသမားတွေနဲ့ဘယ်တော့မှအင်ကြီးမလဲလဲမဲ့ရိုနယ်ဒိုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပေါ်တူဂီကျဲခွင့်တက်ဆက်မှုရိုနယ်ဒိုဟာပွဲစဉ်အတွင်းအင်ကြီးကျွအောင်မခန့်တဲ့သူလို့လူသိများပေမဲ့ရိုမာအသင်းနဲ့တွေ့ဆုံရင်တော့ဘယ်တော့မှအဲ့ဒါကိုပြုလုပ်မှာမဟုတ်ပါဘူး။ဘလွန်ဒီယာ၅စုရှင်ရိုနယ်ဒိုဟာရိုမာကိုမိနစ်တက်တဲ့စိတ်ကယူနိုက်တက်အတွက်ကစားပေးခဲ့ခြင်းကလေးကရင်ထဲမှာအမြင့်တွယ်နေခဲ့တာပါ။2009ချန်ပီယံလိကွာတာအဆင့်မှာယူနိုက်တက်ကရိုမာကို2ကြော့ပေါင်း8-3နဲ့အနိုင်ရရှိခဲ့တာကြောင့်နောက်တစ်ဆင့်တက်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာရိုနယ်ဒိုကြုံတွေ့ခဲ့ရတာကရိုမာကိုမိနစ်သက်စရာဖြစ်စေခဲ့တာပါ6-9မရှိဖြစ်နေတဲ့အချိန်မှာသူတို့ကကျွန်တော်ကိုရက်ဖို့ပြောကြတယ်။ပြိုင်မဲ့ကစားသမားတွေကလင်းခောက်တာတွေကိုရက်တက်မှုကျွန်တော်ကိုတောင်းပန်ခဲ့တယ်။တခြားကစားသမားတွေကကျွန်တော်ကိုနာကျင်အောင်လုပ်မယ်ဆိုပြီးချင်းချောက်ခဲ့တယ်။ရိုမာမှာလားကျွန်တော်အညီလဲလဲချင်းတဲ့လူတယောက်မှမရှိပါဘူးလို့ပြီးခဲ့တဲ့2018ခုနှစ်ဒီဇင်ဘာလမှာပြောကြားခဲ့တာပါ။ရိုနယ်ဒိုဟာ1952ခုနှစ်နောက်ပိုင်းစီးရီး A တရားဒီအတွင်းဂျူဗီနက်အတွက်ဂိုး30သွင်းယူနိုင်တဲ့ပထမအဦးဆုံးကစားသမားဖြစ်ပြီးတော့တရားဒီအတွင်း36ဂိုးစံချိန်ကိုရရှိဖို့ဆက်လက်ကြိုးပမ်းသွားအောင်မှာပဲဖြစ်ပါတယ်။